ချိန်ပီဒီများနဲ့ရင်တွေခုံပူပင်မှုတွေနဲ့ဘဝရဲ့မောင်များဝေးကဘာကြီးဟာပြေဆုံး给他လေးကိုမင်းကဒီခစင်ကိုကတချင်းများဆုံးမဲ့လေးပုံပြင်းသစ်တွေနဲ့မင်းကချောသိတော့အိမ်မတွေလာနေမင်းရှိခဲ့ရင်ချီချီနူးနူးဘွားမှာချစ်လုံးမပါနေအောင်ထဲကပါမင်းရှိခဲ့ရင်ဒါဟာပြောစရာလောကနေပန်းငြိမ်းချမ်းရေးပါနေအောင်ထဲကပါ